ပရိသတ်များအားလုံးမင်္ဂလာပါ73စီတန်းစီရင်အပူချိန်ပြင်းထန်မှုကြောင့်ပြည်သူတွေတေဆုံးမှုလဲမှုတွေဟာတရက်ပိုင်းအတွင်းနိုင်ငံတော်မှာစတိုက်ဆိုလိုဖြစ်ပွားနေပါတယ်အထူးသဖြင့်မန္တလေးမြို့မှာစီတန်းစီပြီးတော့အိမ်အပြန်အမျိုးသမီးကြီးတူကွယ်လွန်သွားတဲ့ဖြစ်စဉ်ကတော့တကယ်ကိုစိတ်မကောင်းစရာသတင်းပါပြီးခဲ့တဲ့မတ်လ25ရက်နေ့ကမန္တလေးမြို့ချမ်းမြသာတီမြို့နယ်ကစီဆိုင်တစ်ဆိုင်မှာနိုင်ပေါင်းများစွာတန်းစီခဲ့တဲ့အသက်60နှစ်အရွယ်ဒေါ်သက်အောင်ဟာနေအိမ်ပြောင်းချိန်မှာပဲကွယ်လွန်သွားခဲ့တာလည်းဖြစ်ပါတယ်သူမဟာမြန်မာတစ်လုပ်ငန်းကအကြီးတန်းဆေးတူဖြစ်ပြီးတော့ယောဂအခမ်းရှိတဲ့အပြင်အပူဒဏ်ပြင်းပြင်းထန်ထန်နဲ့နေပူထဲမှာ9နာရီနီးပါးတန်းစီခဲ့ရတာကြောင့်အခုလိုအပူရှက်ပြီးတော့ဖြစ်ပွားခဲ့ရတာလို့နေသက်သူတွေကဆိုပါတယ်ဒါနဲ့မကသေးပါဘူးရန်ကုန်မြို့ကဘာအေးဖျားလမ်းပေါ်မှာလည်းအဆိုတော်ပက်ထရစ်တင်ထွန်းဟာစီတန်းစီနေတဲ့တက်စီပေါ်မှာတင်သတိလစ်ကွယ်လွန်သွားခဲ့သလိုဒီကနေ့မတ်လ29ရက်နေ့မနက်ပိုင်းမှာလည်းဒဝယ်မြို့မှာစီတန်းစီနေတဲ့အသက်80ကျော်အရွယ်အဖိုးတို့ဦးနဲ့အဖွားတို့ဦးတို့ဟာပြင်းထန်တဲ့အပူချိန်ကြောင့်မူးလဲသွားခဲ့ကြပါသေးတယ်လက်ရှိချိန်မှာတော့တနိုင်ငံလုံးအတိုင်းအတာနဲ့73စီရဖို့နေပူထဲမှာအချိန်ကြာကြီးစောင့်ဆိုင်နေရတာကြောင့်မိဘပြည်သူများအနေနဲ့အပူဒဏ်ကိုအထူးဂရုစိုက်ကြဖို့တိုက်တွန်းလို့ဆိုရင်ဒီသတင်းကိုတင်ဆက်ပေးလိုက်ရတာလည်းဖြစ်ပါတယ်ဗျ